အားလုံးပဲမင်္ဂလာပါဗျာကျွန်တော် ATK channel လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ဈေးကွက်ထဲမှာ Redmi မပါဘဲနဲ့เนาะ Tecno Oppo Vivo အစရှိတယ်ဖုန်းတစ်စင်းလုံးတွေပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဈေးကွက်ထဲမှာတော့ Redmi ဖုန်းတွေရောဒီတခြား brand တွေရောပေါ့เนาะ brand မျိုးစုံကတော့ဈေးတွေတက်နေတာကိုကျွန်တော်တွေ့ရပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီအခွန်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့เนาะဈေးပစ္စည်းတွေပြက်လက်နေသူတို့ဈေးလေးတွေနဲ့ပြန်တက်နေတာကိုတွေ့ရပါတယ်တို့ပါကျွန်တော်လူကြီးမင်းတွေနဲ့ကျွန်တော်တို့ဖုန်းတစ်ဝယ်တော့တဲ့အချိန်ကျရင်ကျွန်တော်တို့ဖုန်းတစ်ဈေးနှုန်းလေးတွေကိုအကြမ်းမြင့်သိရအောင်ကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးပဲလက်ကိုရင်ဖုန်းဝယ်ပေါ်တာအတွက်ဖုန်းတွေဝယ်တော့တဲ့အခါမှာအစီအမီချုံးမိပါကြောင်းစုမကောင်းတောင်းပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ပထမဦးဆုံးမိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Oppo A58 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 464ကို9သိန်းပတ်ချလဲရောင်းချနေပြီး RAM 418ကိုတော့6သိန်းပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်2မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Oppo A6 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့RAM 8256ကို73သိန်းပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်3မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Vivo Y04 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 418ကို9သိန်း6000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်4မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Vivo Y19 app ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 418ကို6သိန်းခွဲပတ်ချလဲနဲ့ရောင်းချနေပြီး RAM 618ကိုတော့9သိန်းပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်5မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Samsung A06 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 464ကို4သိန်း3000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်6မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Samsung A07 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 418ကို6သိန်းပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်9မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Samsung A19 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို9သိန်း2000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်10မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Tecno Spark Go 3ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 464ကို4သိန်း3000ပတ်ချလဲနဲ့ရောင်းချနေပြီး RAM 418ကိုတော့4သိန်း6000ခွဲပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်9မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Tecno Pova Slim ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို9သိန်း9000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်10မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix Smart 10ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 464ကို4သိန်း1000ပတ်ချလဲနဲ့ရောင်းချနေပြီး RAM 418ကိုတော့4သိန်း3000ခွဲပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်7မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix Smart 20ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 464ကို4သိန်း3000ပတ်ချလဲနဲ့ရောင်းချနေပြီး RAM 418ကိုတော့4သိန်း9000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်7မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix Hot 60i ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 418ကို4သိန်း9000ခွဲပတ်ချလဲနဲ့ရောင်းချနေပြီး RAM 618ကိုတော့9သိန်း3000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်73မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix Hot 60 Pro Plus ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 818ကို9သိန်း4000ခွဲပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်14မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix Note 40ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို8သိန်း1000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်15မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix Note 50ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို9သိန်းပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်16မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix Note 60 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို12သိန်းပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်19မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix Note 60 Pro ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို14သိန်း5000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြကြတဲ့အတွက်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ခင်ဗျာကျွန်တော်လက်ကုန်ကြရင်ကျွန်တော် Redmi ဖုန်းစည်းလုံးတွေငြိမ်သွားခဲ့ရင်လည်းကျွန်တော် Redmi ဖုန်းစည်းလုံးတွေကိုတင်ပေးသွားဖို့ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဒီ25ရက်နေ့ပေါ့နော်ဒီကျွန်တော်ကန်ဆယ်မဲ့အစီအစဉ်မှာပါဝင်ခြင်းတဲ့လူတွေတဲ့ကျွန်တော်ရဲ့ app ဗီဒီယိုလေးမှာသွားပြီး comment ရေးပေးကြအောင်ပေါ့နော်အဲဆိုရင်ကျွန်တော်26ရက်နေ့ကျရင်ကျွန်တော်စုငွေ2သိန်းခွဲမဲပေါက်ပေးသွားမယ့်အစီအစဉ်လေးတွေရှိပါတယ်ခင်ဗျာဒီအစီအစဉ်လေးမှာလည်းပါဝင်ပေးကြဖို့အားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်လာစဉ်လာတိုင်းကန်ဆယ်ခြင်းတဲ့လူတွေကတော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုဝေပြန်ခံပြီးကြည့်ပေးသွားပါတော့ကျွန်တော်ရရှိတဲ့အကျိုးမြတ်တွေကိုကျွန်တော်ရဲ့ member တွေကိုခွဲဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ